mindset ကအရင်အရေးကြီးစီ change your mindset change your life လို့အများဆုံးပြောကြတယ်80%ပေါ့နော်အခုလုပ်မယ်ဆို80% mindset နဲ့20%လှုပ်ဆောင်မှုပေါ့နော်အဲ့ဒီဟာတွဲမှသာလေအောင်မြင်မှုအများကြီးရရှိတယ်ဆိုပြီးတော့မှပညာရှင်တွေအများကြီးကပြောထားတာတွေ့ရတယ်ဆိုတော့ချက်ချထားတဲ့အချိန်အားစပြီးတော့အဲ့ဆုံးဖြတ်ချက်ကနေကိုအောင်မြင်မှုပေးမှဖြစ်တယ်ပေါ့နော် mindset ရဲ့ဆုံးဖြတ်ချက်ချမှု mindset ရဲ့လှုပ်ဆောင်မှုကတန်တဲ့အရာတွေအားလုံးကိုနှိုးဆော်ပေးတာဖြစ်တယ်ကျွန်တော်ဒီအတွေးအခေါ်ပါเนาะအုံနောက်အတွေးခေါ်ကနေအုံနောက်သေးကတခုဆုံးဖြတ်ချက်ချလိုက်ပြီဆိုတာ ਨੇ ကျန်တဲ့အရာတွေကအနောက်ကနေ follow လိုက်လာတယ်ကျန်တဲ့အရာတွေကအားလို့ခေါ်ရဲဆွမ်းပြောသလိုပေါ့เนาะဒီ mindset ကတော့ engine တစ်ခုလိုပုံစံဖြစ်နေတယ်ကျန်တဲ့အရာတွေကိုသူကနှုတ်ဆော်ပေးတယ်နှုတ်ဆော်ပေးတဲ့အခါအဲ့ဒီနှုတ်ဆော်ပေးခြင်းအဖြစ်ကျန်တဲ့အရာတွေမှာတက်ကြွကျမတို့ကလှုပ်ဆောင်နိုင်တာဖြစ်တယ်ဆိုတော့အဲ့ဒီ mindset ကအရေးကြီးတယ် mindset ဆွမ်းပြောသလိုကျမတို့လူဒါပညာရှင်အများအားလည်းပြောနေကြတယ်ဆိုတော့အရာပါလဲဆိုတော့ if you lose money ပေါ့နော် you lose nothing ကျွန်တော်ပတ်စံမရှိဘူးဆိုရင်တော့ပဲဒါကဘာမှရှုံသွားရတော့မရှိဘူးเนาะကျွန်တော်ပတ်စံမရှိဘူးဆိုရင်တော့ပဲဒါကဘာမှရှုံသွားရတော့မရှိဘူးเนาะကျွန်တော်ပတ်စံမရှိဘူးဆိုရင်တော့ပဲဒါကဘာမှရှုံသွားရတော့မရှိဘူးเนาะကျွန်တော်ပတ်စံမရှိတော့ကျမကြီးဆုံးသွားတယ်ဆိုရင်တော့ maybe cancer ဖြစ်တယ်ချီကျူတူတူဖြစ်တယ် you lose something ဘာဖြစ်လို့လဲသင်ရဲ့ energy ကုန်သွားမယ်သင်ရဲ့အားတွေကုန်သွားမယ်เนาะဒါပေမဲ့အဲ့ဒါတော့ပြန်ရယူလို့ရတယ်ဒါပေမဲ့ if you lose your mindset ပေါ့เนาะကျမတို့အတွေးအခေါ်မှာလုံးဝစိတ်တက်ကြသွားဆိုရင်တော့ you lose everything ပေါ့เนาะကျမတို့အကုန်လုံးကုန်ရှိတဲ့ပတ်စံတွေရှိတဲ့အရာတွေကုန်သွားနိုင်တဲ့အရာဖြစ်တယ်သူတို့ mindset ကအရင်အရေးကြီးဘာပဲလုပ်ကြောင်းတက်မယ်ဆိုရင်လည်းကိုကကြောင်းတက်ချင်တယ်ဆိုတဲ့ mindset တွေမှာရှိခြင်းအဖြစ်အဲ့ဒီ mindset ကနေပြီးတော့ဆက်လာပြီး engine တစ်ခုကိုမောင်းနှင်သွားမှာဖြစ်တယ်အဲ့အတွက်အမြဲတမ်း mindset ကိုအမြဲတမ်း positive mindset လို့ခေါ်တဲ့ business mindset လို့ခေါ်တဲ့ကိုလုပ်တဲ့အရာတွေပါပေါ့နော်ဒီ mindset ကိုအမြဲတမ်းကိုကအမြဲတမ်း alarm လုပ်ထားဖို့လိုရတယ်ကိုရဲ့အတွေးခေါ်တွေကိုရဲ့စဉ်းစားမှုတွေက positive ပိုင်းသွားဖို့ negative သွားဖို့ရန်အတွက်လည်းအရင်လွယ်ကူတာဖြစ်တယ်စိတ်တက်ကြဖို့ရန်အတွက်လည်းအမြဲတမ်းလွယ်ကူတယ်ဆိုတော့ fitness တစ်ခုသွားဖို့3လကိုကတန်နေတာချပြီးသွားတော်များလဲတစ်လားလောက်မှာတော့ခန္ဓာကိုယ်ကမခံနိုင်လို့ပင်ပန်းသွားရင်တော့မှပဲငါသွားမယ်ငါရဲ့ကိုရအောင်သွားမယ်လို့ဆုံးဖြတ်ချက်ချထားရဲဆိုရင်ဘသူဘာပဲပြောပိုဝလာတယ်ပဲပြောပိုပိန်သွားတယ်ပဲပြောเนาะကျမတို့ကလုံနိုင်တာဖြစ်တယ်ဒါပေမဲ့ကိုကတော့ထားလိုက်ပါတော့ရပါတယ်ဝိတ်မကြလဲဒီတက်တော့ဘာမှမဖြစ်ပါဘူးเนาะကျန်တဲ့သူတွေလှတယ်လို့ပြောတာဖြစ်တဲ့အတွက်ဝိတ်မလျှော့တော့ပါဘူးလို့ဆုံးဖြတ်ချက်ပြန်ပြီးတော့ကိုရဲ့ဆုံးဖြတ်ချက်ကိုပြန်ရုပ်သိမ်းလိုက်တယ်ဆိုရင်တော့ဘာမှဖြစ်လာမှာမဟုတ်တော့ဘူးပေါ့နော်အဲ့အတွက် mindset ကအရေးကြီးတယ်အဲ့အတွက် mindset ကောင်းဖို့ရန်အတွက်လည်းစနပြောတယ်ကျွန်တော်တို့ကbrain food ပေါ့နော် food for your brain ပေါ့နော်အဲ့ဒီ mindset ကောင်းလာဘူးဆိုတာကကိုလှုပ်တဲ့အလုပ်ပေါ်မှာပို့ပြီးတော့မှ focus ထားတာတို့လေ့လာတာတို့သင်ယူမှုတို့စာအုပ်ဖတ်မှုတို့ဒီအရာတွေကကိုယ့်ရဲ့ဒီ mindset positive mindset ပိုင်းဒီစီးပွားရေးလုပ်ကိုင်မှုပိုင်းကိုအများကြီးအထောက်အကူပြုမဲ့အရာဖြစ်တယ်ကိုကဘယ်လောက်ထိစူးစမ်းကိုလုပ်နေတဲ့အလုပ်မှာအကောင်းမမြင်ဘူး confident မရှိဘူးဆိုရင်တော့အဲ့ဒီစူးစမ်းသမျှအရာတနေ့မို့တနေ့စိတ်တက်ကြတာလွယ်မှာပြတယ်ဒါပေမဲ့ကိုယ့်ရဲ့ mindset မှာတော့ငါရအောင်သွားမယ်လို့ဆုံးဖြတ်ချက်ချထားရဲဆိုရင်တော့ကိုယ့်ရဲ့ work က slowly ဖြစ်တော်များလဲเนาะလိတ်လို့ပုံစံ slowly လဲရောက်မှာဖြစ်တယ်ပန်းတိုင်ဦးပါเนาะအဲ့အတွက် mindset ကအရင်အရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်ဆိုတဲ့အရာလေးနဲ့ပြောပြချင်ပါတယ်လို့ဟုတ်